စစ်တပ်ထဲကနေစီရင်လောက်လာခဲ့တဲ့လူတွေမနေတော့တော်တော်များနေရေးတော့အဲ့ထဲမှာလူလုံးပြပြီးတော့နော်စစ်တပ်ကိုပြန် fight နေတဲ့လူကတော်တော်နေတယ်။အဲ့တော့ဒီဘက်မှာ silent ဖြစ်နေနေကြတယ်။ကိုမိသားစုလုံးနေပဲကိုဟိုဘက်မှာအကုန်လုံးကိုရလူဥစ္စာတွေနော်စီးစိမ်နေဥစ္စာတွေကိုထားရခဲ့ပြီးဒီဘက်ချောင်းကူလာတဲ့အတွက်ပေါ်အတိတ်ကပြန်စားရတယ်။ဒါကိုလည်းနားလဲတယ်။တော်များများအဲ့လိုတွေပဲလေကျွန်တော်ဟိုဘက်မှာကူလာတဲ့လူတွေကကိုလက်ရှိပေါ်ကိုအတိုက်ကိုဖျက်ပြီးတော့ဒီဘက်ကိုပြန်ပြီးတော့အတိုက်တစ်ကိုပြန်ရောက်တာအတိုက်တစ်ပြန်စားတာနော်အဲ့လိုစားရတာဖြစ်တဲ့ကြောင့်ဘောတဲ့မှာလွယ်ကူမနေဘူးပေါ့နော်ငွေကိုထုတ်လိုက်ပိုက်လိုက်ပြီးတော့လာရတဲ့လူဆိုတော့ကြောင့်မဟုတ်ကျွန်တော်ပိုက်လာစရာငွေလည်းပါမလာခဲ့ဘူးအဲ့တော့ဒီဘက်ကျတော့ဘောအစားနေပြန်ပြီးတော့စားတာအဲ့ကျွန်တော်နေတူချာဒီတောင်းကနေနဲ့ရှိရဲ့နော်စီကျန်လေးလေအဲ့လိုပဲနေမှာပဲအဲ့တော့မိသားစုဘောဒီဘက်ရောက်တာနဲ့မိသားစုဘောစားနေပြန်ပြီးတော့ရုန်းကန်နော်မိသားစုစီပွားရေးအတွက်စာဝတ်နေရေးအတွက်စားနေရုန်းကန်နေရတဲ့အတွက်ကျိုးချာဒီဘက်ကိစ္စတွေမှာဝင်မပါချင်တော့ဘူးပြီးတော့သူတို့လေးတွေနေကြတယ်ရာခိုင်နှုန်းအပြင်1000ထွက်လာရင်ရောက်100လောက်ကပဲဒီ1000ထွက်လာရင်ရောက်100လောက်ကပဲဒီဒေါ်လာရင်းနေပဲဒီမှာဆက်ပြီးတော့ run နေတာပေါ့ဘယ်လိုကောင်းလဲတစ်ချက်တစ်ခါတည်းကျွန်တော်တို့လိုပေါ့ဗျာပေါ်လာလိုက်မီဒီယာမှာပေါ်လာလိုက်ပျောက်သွားတယ်မီဒီယာမှာပေါ်လာလိုက်ပျောက်သွားတယ်အဲဒီလိုမျိုးတွေကိုရောက်100လောက်ကတော့1000မှာရောက်100လောက်ပဲကျွန်တော်တွေးသလောက်မြင်သလောက်ပေါ့နော်အဲ့လောက်ကပဲဒါမျိုးတွေလုံးကျွန်တော်တို့ကအကုန်လုံး silent ဖြစ်တယ်ဒီဘက် speak out လည်းမလုပ်နိုင်တော့သူလာရတဲ့ဒီဘက်ကိုထွက်လာရတဲ့ရည်ရွယ်ချက်တွေလည်းပြတ်ကုန်တော့ဒါတော့အကြောင်းမျိုးကြောင့်ဒီဘက်မှာကွန်ပျူတာစုတွေရုံးကန်လှုပ်ရှားနေခက်ခဲရုံးကန်နေရတော့လေတချို့တွေကဒီဘက်ကိုမလဲနိုင်တော့ဘူး silent ဖြစ်နေပဲဒါတွေတော်တော်ကြီးကလာတဲ့ရှောက်ဒီလို silent ပေါ်နေမနေတာစီချန်နေတော့အများကြီးရှိတက်စီချန်ဒါပေမဲ့ကဲရှိကိုထွက်လာတာရုပ်တရားလောက်ပဲဝင်ကျင်လောက်ပဲအဲ့လိုရှိကိုထွက်နေတာတင်တယ်လို့တော့အကုန်ရှိတယ်ဒါပေမဲ့သူမတတ်သူလည်းသူအေးစီ silent အနေနဲ့နေကြတော့ကျူကြတဲ့ silent နေပြီးတော့စာရေးကြတယ်တော်လည်းအတွက်ခွန်အားဖြစ်စီမဲ့စာရေးကြတဲ့လူတွေရှိမျိုးပေါ့ဗျာကိုတနိုင်တဲ့ဘက်ကပါနေကြတော့ဒီကတပတ်ကိုကျွန်တော်ထွက်လာတဲ့အကြောင်းရင်းဒါပဲတော်လည်းကျွန်တော်လုပ်တယ်ကျွန်တော်ဆက်လုပ်ချင်လို့ထွက်လာတစ်ထက်မှဆိုရင်ကျွန်တော်တော်လည်းလုပ်ရတာလုပ်မှမလုပ်ရတာဟိုတော့တစ်ထက်မှဆိုရင်ကျွန်တော်ဒီလိုမျိုးသွားပြောကျွန်တော်ထောင်းဖို့တက်စီတော့ချလိုက်အောင်အဲ့ကြောင့်တက်ထက်ကနေကျွန်တော်အများဆုံးထွက်လာဟိုအများဆုံးဆိုပြီးမှနောက်ကျပါတယ်ကျွန်တော်လည်းဒီနေ့ကြောက်မှာတော်လည်းကလာဒီနေ့ကြောက်မှာပဲထွက်နိုင်ခဲ့တယ်ဟိုအစားတွေကကျွန်တော်ထွက်ချင်ခဲ့တယ်ချိန်နဲ့မိသားစုအချိန်နေနော်ကိုမျိုးသမီးရဲ့အချိန်နေပြီးကိုဗစ်ကာလအချိန်နေမျိုးကြောင့်မထွက်ဖြစ်ခဲ့ဒီလိုပဲအဲ့လိုချိန်နဲ့တကယ်မှကြံနေခဲ့တဲ့လူတွေရှိတာတချို့တွေတကယ်နေသတင်းတွေပေးနေကြတယ်တကယ်နဲ့သတင်းပေးတဲ့လူတွေလည်းလေးစားတယ်ဘာလို့လဲအနေချားတွေကနေသတင်းပေးနေတယ်ချိန်ကြီးဒီဘက်ကအဲ့သတင်းကိုအသုံးချတဲ့လူကအသုံးမကျရင်မကျတယ်လို့အထက်ကသတင်းပေးတဲ့လူကမောက်တော့မှာငါးပါးကြီးမောက်တော့မှာအနေနဲ့များတယ်တကယ်နဲ့သတင်းပေးတယ်အဲ့လိုလူမျိုးတွေလည်းအများကြီးရှိတယ်အဲ့လိုမျိုးတော့တကယ်လေးစားပါတယ်နော်တက်ထဲမှာကိုရီတော့မှတက်ထဲမှာနေတော့တရင်လေးနည်းနည်းမှပေးရတာကိုရီမှာကြောက်ရတာဒီတရင်ပြန်ပြီးပေါက်ကြမလားဆိုပြီးတော်လေးလက်ခွဲတွေကိုတက်ထဲမှာနေတော့ဖျေးဒီပုံစံမျိုးတရင်ပေးတယ်တဲ့မှာဘလော့ရှိတဲ့ပေဦးစစ်ကြောင်းထွက်တယ်ပေဦးလူကြားထွက်နေတယ်ပေမှာဘလို့မိုင်းထောင်လာတယ်ဒါမျိုးတွေကသာသတင်းတွေပေးပြီးကိုသတင်းကိုအသုံးချတဲ့လူကတေချာတော့သုံးပါမလားနှုတ်ကောလုံးပါမလားဆိုပြီးကိုမဆိုရင်သတင်းပေးပြီးတော့ကိုပြန်ကြောက်နေတယ်တထမနေတော့အခုလည်းဒါတထက်ဖြေသည်ဒီလိုပဲနေပါဘာလို့သူတို့ရဲ့ဘဝကသူတို့သတင်းကိုယူပြီးအသုံးချနေတဲ့ကောင်မဟုတ်ဘူးဒီဖြေသည်ပြီးတဲ့သတင်းကိုအ
သုံးချမတက်ရင်ပါဗျာသတင်းပေါက်ကြပြီးတော့ဒီဆရာသတင်းပြီးတဲ့လူကတည်တယ်ကြပါနိုင်အဲ့တော့ဒီအချိန်မှာလေးစားဆုံးကတက်ထက်ဖျဲသည်ဘာလို့တက်ထက်သတင်းကူအပြင်ထွက်လာဖို့ကမလိုဘူးလေသူတို့ပေးမှအမြင်ရောက်တာခေတ်သစ်မီဒီယာတို့ဘာလို့မှစာရွက်စာတမ်းတွေပေါက်ကြလာတော့ဒါပြီးဒီဖျဲသည်တွေကြောင့်ဒီဖျဲသည်တွေပေးဖို့လို့ရောက်တာဒီဖျဲသည်ကသူတို့ကိုသူတို့ဖျဲသည်တွေကသူတို့ကိုသူတို့နော် risk ယူပြီးတော့ဒါမျိုးတွေလုပ်ရတာအခုသူတို့အတွင်းထဲမှာကိုယ်ကဆိုပြီးဖမ်းလိုက်အောင်ပဲဝေးလိုက်ဖမ်းနေတယ်အဲ့တော့လူချင်းတော့ဒီကာလမှာလူချင်းတော့ဖျဲသည်ပဲလို့ကျွန်တော်ဒီဘက်ကိုစီရင်လောက်လာတဲ့လူတယောက်နဲ့ဒီဘက်ကိုစီရင်လောက်လာတဲ့လူတယောက်နဲ့ဒီဘက်ကိုစီရင်လောက်လာတဲ့လူ10ယောက်နဲ့ဖျဲသည်တယောက်နဲ့ပဲဟာယူမလဲဆိုရင်ကိုယ်အမြဲတမ်းနော်တတွင်းနဲ့တထင်းနေပေးနေတဲ့ဖျဲသည်တယောက်ပဲကျွန်တော်လိုချင်တယ်စီရင်လောက်လာတဲ့10ယောက်ကျွန်တော်လိုချင်ဟုတ်ဆိုစီရင်လောက်လာတာမကောင်းတာတော့ကောင်းပါတယ်ဒါတော့ဒီကြီးမပေါက်ပဲနဲ့နော်ကြီးချက်နော်ကြီးတဲ့တောင်ပြည့်စရာမလိုဘဲနဲ့ကျွန်တော်တွေးမြင်မခါပဲနဲ့ကိုယ့်ဘက်ကိုဒါကူပြောင်းလာတယ်ဆိုတော့ကောင်းတဲ့လက္ခဏာဒါပေမဲ့တွင်းထဲမှာလည်းလူရှိနေဖို့လိုသေးတယ် true gen ရှိနေဖို့လိုတယ်ဒီက true gen ပဲဒီတော်လိုင်းကဒီက true gen စစ်တပ်ကနေဒီဘက်ကို true gen ဘယ်ရောက်နေလဲတော့မသိဘူးဒါပေမဲ့ဒီဘက်က true gen ကတော့တော်တော်နေတယ်ဒီဘက် true gen စစ်တပ်ထဲမှာတော်တော်နေတယ်နောက်တစ်ဖြည်းဖြည်းပဲရှိတာတူဘူးကဟိုအစီအစဉ်နဲ့ MG ရဲ့အစီအစဉ်နဲ့ MG အစိုးရရဲ့အစီအစဉ် MOD ရဲ့အစီအစဉ်နဲ့စစ်တပ်ထဲမှာတွားပြီးတော့တချို့ဖြစ်နေတောင်းထမ်းဆောင်နေတဲ့ကောင်ကျွန်တော်တို့မကြားမိအရှိနဲ့ရှိမှာပေါ့လေဒီလိုစဉ်းကြီးစီစဉ်နေလှုပ်စိတ်ချတာဒါမှလည်းဒီဒေါ်လာဘက်ကိုတထင်းနေရရောက်ဒေါ်လာရဲ့ရေးရှိဖြစ်အောင်မယ်ဆိုရင်ဒါမျိုးကဒေါ်လာကြီးကကြာအောင်မယ်ဆိုရင်ဒီလိုထရူချန်ကမွေးရတော့တွင်းနဲ့ကျွန်တော်လှိုက်စားပြီးတော့သူတို့ရဲ့သတင်းတွေကိုကျွန်တော်တို့မျက်နှာလက်ဦးမူရယူထားမှာကျွန်တော်တို့ကအမြဲတမ်းတာစီရကျက်တော့နီးပညာတွေမြန်မာနေပါသေးကျက်တော့လက်လက်ခဲရနေဖြစ်မိပါခင်မိပါတယ်ဆိုတော့နီးပညာမြန်မာပါတယ်ဆိုတော့စစ်တပ်ရဲ့အတွင်းပိုင်းမှာကုလူပါလာပြီးပါရင်ဘာမှကြောက်စရာမလိုပါဆိုအမြဲတမ်းကိုသတင်းတရားရပိုင်းလုံးလက်ဦးနေတာဟုတ်အဲ့လိုသတင်းလက်ဦးမူရယူထားရင်တိုက်တော့နီးပညာကောင်းကောင်းနဲ့တက်လာတယ်ဒီဘက်မှာချိန်မောင်းလို့ရတယ်စကားပြောရလဲဆိုတော့ရှာတယ်ဟိုစကားပြောရလဲဆိုတော့ရှည်နေဘူးနော်စကားပြောရဘိုးရောက်ဒီရောက်ဖြစ်နေအောင်ဘိုးရောက်တော့လည်းဒီရောက်တော့လည်းဖြစ်နေအောင်ဒီပြောချင်တဲ့ဒီကအစားပိုင်းအကြောင်းအရာတော့ဒါဒီကကျွန်တော်ပညာတတ်ပဲကျွန်တော်တစ်ချက် easy group တွေမှာ group တွေကကောင်းတယ်တစ်ချက် easy group တွေကကောင်းတယ်ပညာတတ်တယ်များတယ်ဆိုတော့ပြောချင်တာဒီစေတောင်းကိုပွဲရတယ်အဲ့လိုကောင်မျိုးတွေစားအဲ့လိုမျိုးပိန်းနေတာပိန်းတာဒီကျွန်တော်ဒီလိုသတင်းဌာနတွေနဲ့အင်တာဗျူးတွေဟာတွေကိုသူတို့ကဒေါ်လာတွေရတဲ့အချိန်မျိုးအဲ့လိုမျိုးသူတို့ပြောတာကျွန်တော်အဲ့ဒါတွေကဘယ်သူတွေနဲ့တော့တူလဲဆိုတော့ဒီဘောမဘယ်လိုကောင်းလဲချက်ငြိမ်မမီရဲ့ဟိုအခြားစင်ဆရာကြီးနဲ့တော့တော့တူဆိုဖြစ်နေဒီကြိတ်ကြီးဖြစ်ပြီးတော့နော်တရုတ်ပညာရေးနဲ့နာတန်းသုံးတန်းနဲ့စစ်တပ်ဝင်လာပြီးတော့စစ်တပ်မှာနေပေါင်း30လောက်တောင်းထားတော့ဆရာကြီးအဲ့လိုပြောမျိုးရှိတယ်ဘာလို့သူတို့ကများပြောတဲ့စကားနဲ့သူတို့လမ်းဆုံးခဲ့တဲ့လူသူတို့တရားရှိပြောမယ်သူတို့တက်နည်းနည်းတက်တဲ့ကောင်အဲ့လိုပြောမယ်ဒါမျိုးသူတို့ခေါင်းထဲဝင်ပြီးတော့တော်တော်လုံး brain wash လုပ်ခံထားရတဲ့အနေအထားမျိုးပေါ့နော်ဒီလိုဆရာကြီးတွေအဲ့လိုလူရတာမပြောလို့ပေါ့သူကမွေးရပါညင်မမီတော့